သူ့ရဲ့အန်တိတ်မှရီမှန်းချက်ကရောဘာများဖြစ်မလဲ ဘယ်မူတွေကိုခြေခံနေဆိုတာလေးကိုပြောအောင်နော် မှန်ပါ မူလို့ဆိုတာတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ် မှန်ပါဗျာ ။ဘာလို့အများနာလဲတဲ့နဲ့ပြောမယ်ဆိုရင်ကံကံရဲ့အကျိုးကိုလက်ခံတယ် မှန်ပါဗျာ ။ကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ် မှန်ပါဗျာ ။အဲ့ဒီကံကံရဲ့အကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူး မှန်ပါဗျာ ။ရသော်ဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်။ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံတဲ့ဝါဒဖြစ်တယ် မှန်ပါဗျာ အဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ဆိုတဲ့ကိုလှုပ်တာကိုရတယ်ဆိုတဲ့ကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့ မှန်ပါဗျာ အဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်တွေကိုသတ်မှတ်ထားတယ်သီလသမာဓိပညာဆိုအဓိကကိုချင်းတရားကောင်းမှုကနံပါတ်1 မှန်ပါဗျာ ကိုချင်းတရားကောင်းပြီးတဲ့အခါစိတ်သက်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာ မှန်ပါဗျာ အဲ့ဒါတွေကဘုရားဘာသာရဲ့အချမ်းမြင်ကျင့်စိတ်တစ်ခုလို့ပြောရမှာဖြစ်တယ် မှန်ပါဗျာ ဘုရားဘာသာရဲ့အတ္တိမယီမှန်းချက်ကပါလေလို့ဆိုတာကြတော့ဆင်းရဲဒုက္ခအလုံးအဆုံးသတ်ရေးပဲဖြစ်တယ် မှန်ပါဗျာ လူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ် မှန်ပါ အလုံးမရှောင်လွဲနိုင်တဲ့ဆင်းရဲဒုက္ခကတော့ဘာလို့ဆိုရင်ဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆုံးရခြင်းဆိုတာဒါအကြီးမားဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ် မှန်ပါဗျာ ဒီကြားထဲမှာဆုံးရှုံးနေတာမှုတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရယ်ရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝဆုံးသတ်ဖို့ဆိုတာဘုရားဘာသာရဲ့အတ္တိမဤမှန်ချက်ပဲဖြစ်တယ် တင်ပါဗျာ နောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆိုတာလေနော် တင်ပါဗျာ အတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူး တင်ပါဗျာ မြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ် တင်ပါဗျာ အတိတ်ကြီးတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲ တင်ပါဗျာ အရာရာဟာအတိတ်ကလုတ်ခဲ့လို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံ တင်ပါဗျာ ပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ် တင်ပါဗျာ အဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါဒသာလင်ဘုရားဝါဒဖြစ်တယ်